အားလုံးပဲမင်္ဂလာပါဒီနေ့တော့ညီမကလူငယ်တွေအကြိုက် spot tag ဆန်ဆန်စီးလို့ရမယ် brand များကလေးတစ်ခဲနဲ့မိတ်ဆက်ပေးချင်ပါတယ်အဲ့ဒါလေးကတော့ Master 3လေးပဲဖြစ်ပါတယ် My life be likeကားလေးကမောင်းရတာလေးကတော့အရန်ကောင်းပြီးတော့အရန်စိန်ကြညီမကတော့အရန်ကြိုက်နေပြီကီလိုလေးကလည်း3000ကျော်လေးပဲရှိသေးတာဆိုတော့ကားလေးအရန်ကောင်းပြီးအရန်တန့်နေရှင် model လေးကတော့2018 model engine power လေးက 1.5 ကိုမှ Sky Active engine လေးဖြစ်သွားမယ်ဆိုတော့စီစားအရန်တက်တာတဲ့ကားလေးလေးပါတယ်အဲ့တော့ညီမအကြိုက်ဆုံးလေးပေါ့နော်ဒီကားမှာညီမအကြိုက်ဆုံးလေးနဲ့အထူးခြားဆုံးလေးကတော့ alloy လေးတွေ alloy ကတော့ဒီကားမှာညီမအကြိုက်ဆုံးလေးပေါ့နော်ဒီကားမှာ fine beat ထားရဲမှာဒီ alloy လေးကိုအကြိုက်ဆုံးလေးဖြုတ်တော့ဖြုတ်သွားလိုက်ချင်တယ် fine beat ထားတာကကြတော့စကတ်လေးတွေ fine beat ထားတယ် spoiler လေးတက်ပြီးထားတယ် original exhaust လေးတက်ပြီးထားတယ်ဆိုတော့ဒီကောင်လေးနဲ့ညီမတို့200ကျော်300ဝန်းကျင်လောက်သုံးပြီးထားရပေါ့နော်ဆိုတော့အတွင်းကန်းဆိုလို့ရှိရင်လေဒါ Europe ကားတွေနဲ့ရှင်လို့ရတဲ့ function တွေပါတယ်အဲ့တော့အတွင်းကန်းလေးကိုညီမတစ်ချက်လိုက်ပြပြီးတော့မယ်အဲ့တော့ညီမတို့ဒီကောင်လေးကို push step လေးနဲ့ကားဆန်လို့ရမယ်အဲ့တော့ကားဆန်လို့လိုက်လို့ရှိရင်ညီမတို့ဒီမှာ HUD display လေးထွက်လာမယ်ဒီကောင်လေးဆိုလို့ရှိရင် screen လေးကတော်တော်ကြီးရယ်ပြီးလို့ရှိရင်ကြီးလေးလေးလည်းရှိရယ်ဒီ CRN လေးမှာဆိုလို့ရှိရင်လည်း voice control လေးပါမယ် phone အဝင်ကော attract ကောကြီးပြောလို့ရမယ် Use control လေးလည်းပါမယ်နောက်ထပ်ထူးခြားတာလေးကကြတော့ဒီကောင်လေးမှာ paddle shift လေးပါတယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်လည်းညီမတို့ဒါမီးသီးချိန်တာတွေရှင်းမီးချိန်တာတွေပါမယ် wiper ချိန်တာတွေလည်းပါမယ်ဒါလေးကတော့ CRN မှာပါတဲ့ function လေးတွေပေါ့နော် gear box တွေမှာဆိုလို့ရှိရင်လည်း sport mode လေးပါမယ်နောက်ဆိုလို့ရှိရင်ဒါ normal mode လေးပါမယ်ပေါ့နော်ပြီးလို့ရှိရင်ဒီမှာဒီကောင်လေးဆိုလို့ရှိရင်ဒါညီမတို့ဒီ digital TV ကို control လုပ်ဖို့အတွက်ဒါ mouse control လို့ပုံစံမျိုးလေးပေါ့နော်ဒီမှာပေါ့နော်ဒီကောင်လေးဆိုလို့ရှိရင်ညီမတို့ touch screen လေးပါမယ်ခုံလေးကြီးဆိုလို့ရှိရင် leather seat လေးဖြစ်သွားမယ်ပြီးရင်ဒီ driver seat မှာဆိုလို့ရှိရင်လည်း motor လေးပါသွားမယ်ဒီလေးကတော့ညီမတို့1350နဲ့ခေါ်ရပါတယ် fine beat ဟာနဲ့1350အရန်တန်နေပြီเนาะနောက်ထပ်ဒီကားလေးနဲ့ပတ်သက်ပြီးတော့အသေးစိတ်သိချင်တယ်ဆိုလို့ရှိရင်ဖုန်းနံပါတ်က39 50 60 930သို့မဟုတ်39 6သိန်းခွဲ934ကိုဆက်သွယ်စုံစမ်းမြင်နိုင်ပါတယ်။ showroom လေးလေးစာလေးကတော့ရန်ကင်းမြို့နယ်ပြည်သာလန်းနဲ့စီယုံလန်းတောင်မှာရှိပါတယ်ရှင်။ညီမတို့ showroom လေးမှာကားရောင်းအပ်ချင်တယ်ဆိုလို့ရှိရင်လည်းဆက်သွယ်နိုင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။